Hello အားလုံးပဲမင်္ဂလာပါ Steven View ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Manchester United ပွဲပြီးသုံးသက်ချက်တွေအနေနဲ့ကျွန်တော်မပြောပြတာနည်းနည်းကြာနေပြီဒါပေမဲ့ပြီးခဲ့တဲ့ဘုံပေါင်းတဲ့ပွဲကတော့ကျွန်တော်ပြောချင်တာလေးရှိတယ်ကျွန်တော်မြင်တာလေးတွေလည်းရှိတယ်အဲဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလုပ်လိုက်တာဖြစ်တယ်ဆိုတော့ပထမဆုံးဒါကတော့ပထမပိုင်းနဲ့ဒုတိယပိုင်းလို့ပြောချင်တဲ့ရတယ်ဒါမှမဟုတ် attacking pattern တွေနဲ့ attacking ရွေးရှားပုံတွေကြောင်းပြောချင်တာရဲ့ဒုတိယနောက်ထပ်တစ်ပိုင်းကတော့ဒီ defensive ပြဿနာတွေအကြောင်းပြောချင်တာဆိုတော့အရင်ဆုံး attacking ကြောင်းမြင်မြင်ဆက်ဆက်ပဲသွားလိုက်ရအောင်နော် attacking ကတော့ဒီမှာထူးခြားခြားဒီပွဲမှာမြင်သာထင်သာရှိတော့ Ian Heban ကို attacking နဲ့ပတ်သက်ပြီးတော့ in position ဘောလုံးပိုင်ဆိုင်နေတဲ့အနေအထားပတ်သက်ပြီးတော့ Ian Heban ကိုတော့ချီးကျူးရမယ့်ပိုင်းလေးရှိတယ် Ian Heban ကသူဘောလုံးကောင်းကောင်းကင်နိုင်တယ်ဘောလုံးကောင်းကောင်းပေးရတယ်သူ့ pass တွေကြောင့်ဒီတစ်ဖက်အသင်းရဲ့ line တွေဖြတ်ကျော်သွားနိုင်မျိုးရှိတယ်သူဘောလုံးဆွဲတက်တာကြောင့်တစ်ဖက်အသင်း line တွေကျန်ခဲ့နိုင်မျိုးရှိတယ်ကန်တင်နေကြမလို့ပဲနဲ့ guideline ဖြတ်သွားတာမျိုးသူလုပ်နိုင်တယ်ဒီပုံမှာကြည့်ရဆို Heaven ဘောလုံးရလာတဲ့ဒါယူယူပေးလိုက်တာဘောလုံးရလာတဲ့အခြေအနေမှာဒီလိုပုံစံတစ်ဖက်က defensive shape ကပုံစံမပြတ်နေဘူးဒါပေမဲ့ Heaven ဆွတ်တက်သွားတယ် Heaven ဆွတ်တက်သွားတဲ့အချိန်မှာဒီတလိုင်းကျော်သွားတယ်တလိုင်းကျော်သွားတော့ကိုယ့်ဘက်ကလူရန်ပုံများသွားတယ် option ပုံများသွားပြီပေါ့နော်အဲ့လိုမျိုးအာတာချက်လေးတွေယူလို့ရတယ်ဒီနေ့မှာကျွန်တော်ပြချင်တာလေးတစ်ခုရှိတယ်အဲ့ဒါ Dalot ရဲ့ positioning ကိုပြချင်တယ် Dalot ကMason Mount နဲ့သူတို့နေရာချိန်ပြီးတော့အမြဲတမ်းကစားရတယ် Mason Mount အတွင်းကိုဝင်ဒီ Mason Mount အတွင်းကိုဝင်နေ Dalot အပြင်ထွက်တယ်ဒီပုံမှာဆို Dalot အတွင်းမှာဝင်ပြီးတော့ဒီ half speed ထဲမှာနေရာယူ half speed ဆိုတာတော့ဒီနောက်ကစီထိတ်ကတက်တဲ့ဆွဲလိုက်အကြမ်းနေရပဲအဲ့လိုယူလို့ရတယ်ပေါ့နော်အဲ့ဒီနေရာမှာသူနေတယ်နံပါတ်10 row နေရာမှာပဲနံပါတ် left နံပါတ်10 row မှာသူဝင်နေတယ်အဲ့ချိန်မှာ Mason Mount အပြင်ထွက်နေတယ်ဒီမှာ Luke Shaw ကတော့သူ win back ဆန်ဆန်နေတယ်ပြူရော win back ဆန်ဆန်နေတယ်ဒါက United သွားတဲ့ shape 3-1-6ဒါမှမဟုတ်3-2ဖြစ်သွားမယ်ဒီ2-2ဖြစ်သွားမှာပေါ့နော်ဒီ Heaven ဒီ center midfield center back တစ်ကောင်တက်လာမယ်ဆိုတော့2-2ဖြစ်သွားမယ်အဲ့လိုပုံစံမျိုး3-1-6ပဲဆိုတော့အဲ့လိုပုံစံမျိုးသွားတာဒါကတော့ဒါ United သွားမဲ့ shape ပေါ့နော်အဲ့လို shape အခြေအနေရှိတယ်ဒီနောက်တစ်ခုမှဆိုတော့ Heaven ဘောလုံးရလာတယ် Heaven ဘောလုံးရလာပြီးတော့သူဒီဘက်ကဒါတော့ဆင်ပြေလာဒီချိန်မှာဒါတော့ win back နေတဲ့သူနေရာယူနေတာတွေ့ရတယ် win back နေတဲ့သူဆင်ပြေတယ်ဒီမှာ Luke Shaw အပေါ်တက်သွားတယ်ဒါတော့ပတ်စင်ပေးလို့ရအောင်လို့သူခွတ်ထွက်သွားတာဆွဲထုတ်သွားတာဆွဲထုတ်သွားမှာဟိုမာကင်ကသူတို့ပါသွားတော့ဒါလို့လွတ်သွားပါတော့ဆိုတော့ဒါတော့ရလာတယ်အမှLuke Shaw ဆက်တက်သွားတယ်Luke Shaw ဆက်တက်သွားပြီးတော့သူတို့ဒီMason Mount ကိုပေးတယ် Mason Mount body ခုပြီးလှည့်တယ်အဲ့အချိန်အနေထားပါတော့ပြိုင်သွားတယ်ပေါ့ဒီဟာကဒီဘယ်ဘက်ချမ်းမှာကွင်းရဲ့ဘယ်ဘက်ချမ်းမှာသူတို့ကစုပြီးတော့ဒီလူကိုစုအောင်လုပ်ပြီးတော့ညာဘက်ချမ်းမှာ speed တွေရှာတာဒါက United သွားနေကြပုံစံဘယ်ဘက်ကို focus ထားတယ်ညာဘက်မှာ isolated ဆိုတော့တီးစံဖြစ်နေတယ်အဲ့ Ambubo နဲ့ Ahmed Diallo ရဲ့ speed နဲ့တစ်ဖက်နောက်တန်းကိုထိုးဖောက်ဖို့ကြိုးစားတယ်ဒီနေ့မှာကျွန်တော်ပြချင်တာ Luke Shaw ရဲ့ position ကိုထပ်ပြချင်တယ်ဒီမှာ Luke Shaw ဟိုးထိတက်သွားတယ်ဒါဝင်ကာတယောက်အနေနဲ့ကိုရှေ့တက်သွားတယ်ဆိုတော့ဒီ Ruben Morning ခုကစားနေတဲ့ပုံစံတောက်ဆိုမှုကများတယ်တောက်ဆိုမှုများတယ်ဒီခုဆိုခုနက Luke Shaw ကဒီဘက်ကဒါလောက်ကိုပေးလို့ရအောင်သူနေရာဖယ်ပေးတယ်နေရာဖယ်ပေးပြီးတော့ဒါလောက်ရှိဘောလုံးရောက်တဲ့အချိန်မှာ Luke Shaw ရှေ့တက်ဆက်တက်သွားတယ် Mason သူMason Mount ရှိဘောလုံးရောက်တဲ့အချိန်မှာသူ supported အနေနဲ့ဘေးကနေအကူအညီနေနဲ့သူတက်သွားတယ်တက်သွား Mason Mount ခုပြီးတော့အထက်ကိုပြန်ဝင်တယ်အဲ့အချိန်မှာ Luke Shaw ရှေ့တက်သွားတယ်ဒီလိုအခြေအနေမျိုးကျွန်တော်ဒီပွဲထဲမှာတစ်ခါမကောင်းမြင်ရအဲ့တော့ဒီ Ruben Morning ရဲ့ဒီ white center back တွေကအဲ့လိုတွေလုပ်ရတယ်ဒီရှေ့ထိပ်တီလည်းဒီဘောလုံး side back full back တယောက်လုပ်တဲ့အလုပ်ကိုလုပ်ရတယ်အဲ့ဒါကြောင့်တောင်းဆိုမှုများတယ်ဘောလုံးလည်းကောင်းကောင်းကင်နိုင်ရတယ်ဒီ attacking sense လည်းရှိရတယ်ပေါ့အဲ့ဒါကြောင့်လည်းပဲဒီလောက်အားလုံးလည်းအများကြီးပို့လို့တယ်ဒီမှာတော့လူ shot တက်သွားတယ်ပေါ့ okay ဒါကတော့ဒါနောက်တစ်ခုကိုပြချင်တာဒီမှာ Ahmed Diallo ဘောလုံးရလာတယ် Ahmed Diallo ဘောလုံးအတွင်းကိုဆွဲဝင်လာတယ်ဒီနေရာကတော့ကျွန်တော် off the ball movement ဒီ Mason Mount ရဲ့ IQ ကိုကျွန်တော်ပြချင်တာဒီမှာ Ahmed Diallo ဘောလုံးရလာတယ်လေကိုပေးတယ်ဒါ Bruno Fernandes ကိုပေးလိုက်တယ် Bruno ဘောလုံးရတဲ့အချိန်မှာကျွန်တော်တို့ Mason Mount ရဲ့ position နဲ့ Mason Mount ဒီ left number 10နဲ့ room ဒီ left number 10နေရာမှာနေတာပြောရရင်တော့ half speed ပေါ့ left half speed မှာဘယ်ဘက်ချမ်း half speed မှာနေတယ်အဲ့မှာကိုညာနဲ့နှစ်ယောက်သူတို့တက်စီမှုနှစ်ယောက်ဖြစ်နေတယ်ပေါ့အဲ့မှာကိုညာကဒီတိုင်းနေပြီးတော့ Mason Mount ဖြတ်ပြီးတယ်အရှိဖြတ်ပြီးတော့သူ့ရှိရဒီဘက်ကဟိုဘက်ချမ်းညာချမ်းကစင်တာဘက်ကသူ့နောက်ကပါသွားတယ်ဒီပုံမှာသူမြင်နေပါသွားတဲ့အချိန်မှာကိုညာကနောက်လွတ်လွတ်ကျွတ်ရသွားပြီးပြန်လိုက်ရတယ်
ဒီတလုံးကိုသူကရိုးတန်းကန်ရောခိုးလောက်တယ်ဒါပေမဲ့သူအဲ့လိုမလုပ်ဖ ೇನೆ နောက်တက်ကက်လာနောက်တန်းနောက်ကို white ကန်လိုက်တာ white ကန်လိုက်တော့အပြင်ထွက်သွားတာပေါ့သူထိချက်လွဲတော့ဒါပေမဲ့ကျွန်တော်ပြောချင်တာမစ်စင်မောက်ရဲ့ဒီ off the ball position နဲ့မှာတစ်ဖက်ကနောက်တက်ပါသွားပေါ့အဲ့တော့ခုလောဆယ်ဒီကျွန်တော်ပြောနေတဲ့ဟာတွေက United ကအရင် flow ဖြစ်တယ်position นี่အတိအကျမရှိဘူးပြတော့ရွှေ့နေရတယ်ဒီတက်အားနေချက်တွေရှိအောင်ရွှေ့နေရတဲ့အချိန်မှာကိုယ့်နေရာကိုပြန်မြောက်တာမျိုးတွေအဲ့လိုအားနေချက်တွေရှိရယ်လောကတော့တောင်းဆိုတာမျိုးရှိတယ်ဒါပေမဲ့ဒီဟာ clip ဖြစ်သွားရင်တော်တော် entertaining ဖြစ်မယ်ဘောလုံးတော်တော်entertaining ဖြစ်မယ်ဘောလုံးပေါ့နော်ဖျော်ဖြေမှုပြီးတဲ့ဘောလုံးမျိုးဖြစ်လာမယ်လို့ကျွန်တော်ဒီဒါတွေကြည့်ပြီးကျွန်တော်နည်းနည်းခံစားလာရတယ်ပေါ့နော်ဒီ video clip လုပ်နေတယ်ကျွန်တော်ခံစားလာရတယ်ဒီ screenshot လေးကျွန်တော်စုနေတယ်ခံစားလာရတယ်ပေါ့ okay အဲ့တော့နောက်တစ်ခုကျွန်တော်ပြောချင်တာကဒီရှေ့ကိုပြောင်းတာ defense team မှာ United က 4 back ရှေ့ကိုပြောင်းတာများပါလို့ Ahmed Diallo လိုလွတ်လွတ်လပ်ရှေ့ကိုတက်စီနေတဲ့အတွက်ကြောင့် defensive ဘာလို့ကိုယ့်ဘက်ကခံစစ်ကစားတယ်ဘလုံးမရတဲ့အချိန်မှာ 4 back ကိုပြောင်းတယ်4-3-3ဖြစ်မယ်ဒီပုံစံလို4-3-3ကျွန်တော်ပြောချင်တာဒီဘက်ကတစ်ဖက်ကနောက်တန်းကန်တင်တဲ့အခါမှာဒီကတော့နည်းနည်း shaky ဖြစ်သွားလိမ့်မယ်ဒါဘောလုံးအရွေးကိုသူဗီဒီယိုပြတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာရိုးရိုး full back ဖြစ်နေတယ်ဒီကောင်ကဒီရှေ့ကိုတက်ထောက်တာ Ian Heban ရှေ့တက်ထောက်ရတယ်ဒီမှာ Luke Shaw ကနောက်မှာရှိတယ်ဆိုတော့ဒီလိုမျိုးဒီ full back နော် full back က Diallo က left back ဒီလိုမျိုးသူကဒီ full back ကိုပုံစံမျိုးဒီ Ahmed ဆင်းလာဟိုဘက်ကတက်မယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပြောင်းပြီးကစားဒါကတော့ပြောရတာအရင်ကတည်းကအဲ့မဲ့လူတွေက full back ပြောနေကြပါမယ်ဒီရင်ကတည်းကဒီတိုင်းပဲကစားနေဘူးလည်းပဲဒါကတော့ကျွန်တော်ထင်သာမြင်သာရှိလို့ဒီ screenshot ပြတာဒီမှာအဲ့ Heban တက်လူတယ်ဒီ Heban တက်လူရဆိုတော့မိထားလိုက်ရင်ဒါ full back ပဲ full back အနေထားရှိရပါတော့အဲ့တော့ဒါနောက်ထပ်တစ်ခေါက်ပြောချင်တာတော့ဒီ Heban ဘောလုံးပြီးရတဲ့အားကြောင့်ပွင့်သွားတဲ့လမ်းကြောင်းတစ်ခုပေါ့ဒါတော့ Heban ဘောလုံးရတယ်ဘောလုံးရတော့ဒီမှာကိုညာဆင်းလာအတော့နောက်ဒီလစ်ရဲ့ပြဿနာဘောလုံးမပြီးရဘူးသူ confidence မရှိဘူးသူပြီးလိုက်ဘောဝိတ်ပိုင်း confidence မရှိဘူးဒီမှာ Ian Heban ကသူကကွင်းလည်ကစားသမားတယောက်ဘောကလာတဲ့အတွက်ကြောင့်သူကဘောလုံးပြီးရတယ်သူကကွင်းလည်ကစားသမားအနေနဲ့နေတာဒါပေမဲ့ဒီသူ့အကယ်ဒမီကဒီပြတွေကဒီကောင်လေးကကွင်းလည်ကစားပဲနဲ့စင်တာဘက်ကစားရင်ကောင်းမလားဆိုပြီးသူသုံးနေတော့စင်တာဘက်ဖြစ်လာတာဆိုတော့သူကဘောလုံးပြီးရတယ်ဘောလုံးကန်ရတယ်ဒီလိုမျိုးဒီလိုမျိုးအစွမ်းရှိရပေါ့နော်ဒီအရင်တော့လီဆန်နိုမာတီနဲ့လည်းအဲ့လိုဘွားပဲလာတာโอเคဒီမှာသူကဒီမှာဘောလုံးပြီးတယ်ဘောလုံးပြီးတော့ကိုညာရှိရတယ်ကိုညာမှာတန်းတစ်ချက်လောက်လိုက်တယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့သဘောကဒီ line တွေကိုဖြတ်ကျော်သွားတယ်ကိုညာလည်းဒီလိုမျိုး half တန်းနေပေါ့နော်ဘောလုံးလာတာကိုဘက်ကိုတက်လှည့်တာပေါ့အရင်ကောင်းတယ်အဲ့လိုကောင်းတဲ့အပြင်ကိုဟီဗန်ကလည်းပဲအဲ့လိုဘောလုံးပြီးရတဲ့ဖြစ်တဲ့ကြောင့်ဒီ line တွေအကုန်ကျော်သွားတယ်အဲ့တော့ကျွန်တော်နောက်တန်းမှာဒီပိုးပြီးတော့ပွဲကိုစီးဖို့ဆိုရင်ပိုး penetrating တစ်ဖက်ကိုပိုးထိုးဖောက်နိုင်ဖို့ဆိုရင်ဟီဗန်လိုဘောလုံးစွမ်းရည်ရှိတဲ့player မျိုးလို့တယ်ဆိုလိုတာကဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာဒါကျွန်တော်အဲ့ဒါကိုခွဲခြားချက်ပြောရနော်ဘောလုံးပိုင်ဆိုင်ထားတဲ့အချိန်မှာဟီဗန်လိုဘောလုံးကန်နိုင်တဲ့ကောင်မျိုးရှိ United ရဲ့ဒီကစားပုံပို့ပြီးတော့တွက်လက်ပြီးတော့ပို့ပြီးတော့စီးထားနိုင်ပါလို့ထင်တယ်ဒါတော့ attacking နဲ့ပတ်သက်ပြီးတော့ပြောသွားတာ fluid အရင်ဖြစ်တယ်တသင်းလုံး fluid အရင်ဖြစ်တယ်fluid ဖြစ်တယ်ဆိုတော့ရွေးရှားနေပေါ့ရွေးရှားနေပြုတ်ပြောင်းလဲလွယ်တယ်ဒီနေရာမှာဒါသူ့ position မဟုတ်ဘူးတချို့က rigid ဖြစ်တယ်ဒီအမော်ရင်က3 back ပဲကစားတယ်အရင် rigid ဖြစ်တယ်လို့ဆိုရင်ဒါပေမဲ့တကယ်ပွဲထဲမှာသူတို့လှုပ်ရှားနေတာခုနကျွန်တော်ပြောတာလူရှော့ထိကူရောက်သွားတာမျိုးတွေဒါမှမဟုတ်ရင်ဒီ Heban ဆွဲတက်သွားတာမျိုးဘလုံးပေးရတာမျိုးတွေဒါမှမဟုတ်လေ dialogue ကအတွင်းကိုဝင်လာတာမစ်စမောက်အမြင်ထွက်သွားတာဒီဘက်က Amuwo နဲ့ Aman လည်းအဲ့လိုနေရာအချင်းတွေလောက်တာကိုညာရှိကိုဒီဘက်ကမစ်စမောက်ဖြတ်ပြီးရစသဖြင့်အနေထားတွေမှာသူတို့ကအချိန်နဲ့အလိုက်နေရာတွေကရွှေ့ပြီးတော့ speed တွေရှာပြီးတော့ဒီနေရာလုတ်တွေရှာပြီးကစားတာအဲ့ဒါကလူတွေမော်နေကူကစားနေတဲ့ပုံစံအဲ့တော့ rigid လုံးဝမဖြစ်ဘူး EF flexible ဖြစ်တယ် EF flexible ဖြစ်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဆက်သွားမယ် defending မှာကတော့ကျွန်တော်ဒီပွဲနဲ့ဘောမောနဲ့ပွဲမကန်ခင်တုန်းကကျွန်တော် preview လုပ်တယ် preview မှာကျွန်တော်ပြောထားတဲ့အချက်လေးရှိတယ်ဘုံမောက်ကဒီ present အရန်ကောင်းတဲ့အသင်း Premier League မှာ present အကောင်းဆုံးအသင်းတစ်ဖက်ကဘောလုံးဘလို့ရအောင်ယူရမယ်ဆိုတော့လောက်ရအကောင်းဆုံးအသင်းအဲ့ဒါလောက်တော့မှတစ်ဖက်အသင်းဘက်ချမ်းမှာသူတို့ပေးတဲ့လောက်တယ်ဘာလို့ဒီစားကွက်စတင်နေတဲ့အချိန်မှာသူဘောလုံးလုပြီးတော့တခါတိုက်စစ်သွားအောင်လုပ်တဲ့နေရာမှာအကောင်းဆုံးအသင်းတစ်သင်းဆိုတော့ဒီဟာကို United အနေနဲ့ကျွန်တော်ပေါ့သူတိကျကျမပြင်ဆင်နိုင်ခဲ့ဘူးလို့ကျွန်တော်ထင်တယ်ဒီကိစ္စကနောက်မှဆက်ပြောမယ်ဒါကတော့ကျွန်တော်ဟိုလောက်ထားတဲ့ဒါက report ပေါ့နော်ဒီ athletic က report ဒီဘုံမောက်ကတစ်ဖက်အသင်းဘောလုံး pass par defensive action 9.7 ပဲလက်ခံထားတယ်သူအရန် press တက်လုပ်တယ်position win ကလည်းပဲ 4.2 တပွဲကို4ချိန်ထိရတယ်တစ်ဖက်အသင်းဘက်ကျွန်တော်ဘောလုံးရအောင်လူနိုင်တာတစ်ဖက်အသင်းကိုလည်းဘောလုံး
ပေးပို့ခွင့်ကို6ချိန်ထက်9ချိန်9.7ပဲပေးပို့ခွင့်ပေးထားတယ်အဲ့မတိုင်ခင်သူတို့အဲ့ဒါပြီးရင်သူတို့ဘောလုံးပြန်ရပြီဆိုတဲ့သဘောအဲ့လောက်ရှိတယ်သူကအနည်းဆုံးပဲဆိုတော့ဒီပုံကိုကြည့်မယ်ဆိုရင်ဒါကဘုံမောက်ကတစ်ဖက်ကွန်ဘတ်ချင်မှာသူတို့ဘောလုံးရတာဘောလုံးရတိုတယ်က63ချိန်စုစုပေါင်း63ချိန်ရတယ်တပွဲကို4.2ချိန်ရှိတယ်အထက်ကနေပြီးတော့10ချိန်ကဘောလုံးကိုဘုံကိုကန်ခွင့်နဲ့အဆုံးသတ်ပြီးတော့ကျန်တဲ့2ချိန်ကတော့ကိုရတယ်ဆိုတော့ဒီကိုရီမန်ချက်စတာယူနိုက်တက်ပွဲမှာတော့သူတို့ပို့ပြီးရပါတယ်ပေါ့နော်ဒါကတော့အပွဲမတိုင်ခင်ချက်လက်ပေါ့ဆိုတော့အရင်ဆုံးကျွန်တော်ဒီဟာကိုပြချင်တာကတော့ဒါကတော့ခုနက president မဆိုင်ဘူးဒါ defensive အနေထားမှာအားနည်းချက်ကြီးတစ်ခုပေါ့ဆိုတော့ဒီဘက်မှာဒါက collide ဘက်နဲ့တူတယ် collide ဘက်ဘောလုံးကန်တင်မှုဟို cross တင်မှုကြိုးစားနေတယ်ဒီပုံစံကိုကြည့်ထားအဲ့ဒါကကျွန်တော်တို့ဒီ Nottingham Forest နဲ့ပွဲမှာကန်တင်သွားတဲ့နေရာပဲအဲ့နေရာပဲသူ့ကိုလိုက်လက်ထောက်လို့မရဘူးပေါ့ကန်တင်တဲ့အချိန်မှာဒီမှာအာမက်ဒီယာလို့ရှိရနော်ဒီဘက်အစုံဆုံးဘက်အစုံဆုံးကျန်မှာဒီမှာယိုယိုရှိမယ်ဒီဗန်ရှိမယ်လူရှော့ရှိမယ်ဒီဗန်နဲ့လူရှော့မာကင်ရှိတယ်ယိုယိုက freedom โอเคအာမက်ဒီယာလို့နောက်ဆုံးမှရှိတယ်အမအမ်ဘူဘူကမာကင်တခုကတ်ထားတယ်ပေါ့နော်မကန်တင်လိုက်တဲ့အချိန်မှာဒီအမ်ဘူဘူကတ်ထားတဲ့မာကင်ရှိကိုပြီးတိုက်သွားတယ်အမ်ဘူဘူလည်းအဲ့လောက်ထိတော့မလိုက်နိုင်ခဲ့ဘူးလွတ်သွားတယ်အမတ်ရဲ့မာကင်ကနောက်မှာရှိရတဲ့အာမတ်ကအဲ့ဒီရှေ့ကိုလည်းတက်ပြီးခုခတ်တယ်အမလွတ်သွားတယ်တိုက်ခံလိုက်ရတယ်ယိုယိုပါလို့နေတယ်ယိုယိုမှာဒီဝင်လာတော့သူမမြင်နိုင်ဘူးသူနောက်ကျောရဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီလိုဝင်လာဆိုတော့တဲရောကသတိမပေးတာလားဒါမှမဟုတ် तू ကဒီ scanning လုပ်တာလိုအပ်ချက်ရှိနေလားဒီပုံမှာဆိုကျွန်တော်အမြင်မှာတော့ယိုယိုလိုက်ပြီးတော့ကတ်နိုင်တဲ့တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အမတ်ဒီကတော့မသူကမာကင်ရှိတယ်ဒီအမ်ဘူဘူလည်းနည်းတော့တာဝန်ရှိရပါတော့တကယ်ဒီကအမ်ဘူဘူ following လုပ်သွားမယ်လိုက်သွားမယ်တောင်းဝင်ရှိရပါဒါပေမဲ့ယိုယိုနေနဲ့သူက freedom နေထားနဲ့နေနေတဲ့အချိန်သူ့ရဲ့ right center ဘက်နေရာနေအကောင့်တိုက်ခံရတာဒီလိုမျိုးကျွန်တော်တို့ကြုံခဲ့ပြီးပြီဒီ Nottingham Forest နဲ့ပွဲမှာအမက်ဒီယာလိုအပေါ်ဘက်တိုက်သွားတာအဲ့ဒါလည်းအမက်ဒီယာလိုကအစွန်သမားဆိုတော့သူ့ဘောတိုက်တာပူလွယ်တယ်သူ့ရှိကို target ထားပြီးတော့တိုက်ခဲ့တာများတယ်အသင်းတွေတော့အဲ့လိုမျိုးပဲဒီပေါ်တဲ့ပွဲမှာလည်းပဲဒီဘက်ကဘယ်ဘက်က cross ကိုဒီBruno Fernandes လိုက်ဖို့ကြံခဲ့တဲ့အချိန်မှာလွတ်ထွက်သွားပြီးတော့ဟိုးပေးလိုက်ရတာဖူဟန်ကိုဒီပုံစံတွေပဲဆိုတော့ဒါကအားနည်းချက်တစ်ခုဒီဟာကိုသူတို့ဘယ်လိုပြင်ဆင်မလဲbrother တို့လည်းကျွန်တော်ပြောတာမြင်မယ်နဲ့တူတယ်ပွဲတော်များမှာဒီလိုမျိုးအလုပ်ခံရတယ်ဒါအမဒီယာလိုရဲ့နေရာကို target ထားခံရတာမျိုးကြီး margin လွတ်သွားတာမျိုးကြီးအဲ့လိုမျိုးတွေခဏမကြာခဏကြုံရတယ်အဲ့ဒီ back line ကိုတော့ဒါကိုပြင်ရမှာပေါ့နော်နောက်တစ်ခုကတော့ဒါကပထမကိုပေးလိုက်တဲ့ကိုမှာဒီမှာမေစမောင်ကိုဘလုံးရနေတယ်ကြောပေးထားတယ်နောက်မှလူ short ရှိတယ်ဒီမှာ Haven ပေါ့ဒီဘက်မှာဒူရိုနဲ့ Casemiro ရှိတယ်အဲ့အချိန်မှာမေစမောင်အနေနဲ့ဘောလုံးပေးခွင့်ရှိတယ်ပေးလို့ရတယ်အေးစစ်ပြီးတော့ Casemiro နဲ့ Bruno Fernandes ရှိတယ်ဒါပေမဲ့သူနောက်ကိုပဲပြန်ပေးလိုက်တယ်အမှလူ short ကဘောလုံးတစ်ချက်ထိလိုက်တာလွတ်သွားတော့ဟိုက3ယောက်မှပုံမှန်မြင်လာတယ်3ယောက်ဝိုင်းလုံးတော့ဘောလုံးပြတ်ထွက်သွားပြီးတော့စီမီယိုဘောလုံးတောက်လျှောက်ဆွတ်တက်သွားတယ်ကိုသူဘောလုံးရလာတော့နော်အဲ့မှာမေစမောင်အော်တယ်ဟီဗန်ကတက်မလာဘူးသူဘယ်ကိုကတ်မှမသိဘူးသူမှလည်းပထမတော့ဒီပုံထိမာကင်ရှိနေသေးတယ်ဒီပုံမာကင်ရှိနေသေးတယ်ဒါပေမဲ့အဲ့ဒါကိုနောက်ကယူရိုကလိုက်ကပ်ပေးတယ်ဒါပေမဲ့အဲ့လိုက်ကပ်ပေးတဲ့အချိန်မှာဟီဗန်ကရှေ့ဆက်ပြီးမတက်တဲ့ဖြစ်တဲ့အတွက်သူမာကင်ကတ်ထားလဲဖြစ်ကောင်းသူနောက်ကိုကြောမလုံတာလဲဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့ဒါပေမဲ့ဘလူးဘန်နေတက်ဘလော့ရမှာဆိုတော့မဘလော့နိုင်တော့ဟိုပြီးလိုက်တယ်ဒီဟာတော့တော်တော်မြင်ပါတယ်ဒီအမှားတော့ဒါဒီ Manchester United လူငယ်ကစားသမားလေးတွေဟိုမဖြစ်တာပေါ့နော်အတွေ့အကြုံနေတာ defensive ဒီ defensive ဘိုင်းနဲ့ဆန်းတော်ရည်နဲ့ပတ်သက်ပြီးတော့ Haven မှာလိုအပ်ချက်တွေအများကြီးရှိနေသေးတာဒါဒီဟာပေါ်လွင်နေပြီးတော့ဘောမကပြန်ကြည့်ပြန်ဆိုတော့ဘောမကသူတို့လုံနေကြတဲ့အတိုင်း press ကနေဘောလုံးရတယ်တခါတည်းကောင်တာသွားပြီးတော့ကိုရအောင်ဖန်တီးနိုင်တယ်ဒီဟာကိုကျွန်တော်ပြောချင်တာနောက်တစ်ခုဒါဒုတိယပိုင်းပွဲအစနောက်တန်းနဲ့ကန်တင်လိုက်တော့ဒီမှာထောက်တိုက်တယ်မအူးပြန်လွတ်သွားတယ်ဒါပေမဲ့အဲ့မှာ space ပြဒီနောက်တန်းကန်တင်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ center back တွေရှေ့ကိုကတ်နေရရှေ့ကိုတက်နေမှအဆင်ပြေပဲမြင်အောင်ကြည့်လိုက်ပြဒီအကုန်လုံးကျဲနေမယ်ဆိုကန်တင်လိုက်တယ်ဟိုဘက်ကနေပြန်တိုက်လိုက်တယ်အဲ့ center back ကရှေ့ကိုမရောက်သေးဘူးကိုကွင်းလက်ကစားမှရှေ့ကိုကျော်သွားတယ်အဲ့ကြားထဲမှာ space အကျိအဲ့နေရာလူကြီးကအရင်အနေနဲ့များတယ်တကယ်တော့ရှေ့ကိုတက်အချိန်မီတက်မှာခုတော့သူတို့ကပေးတဲ့လုံးနဲ့ကန်တင်လိုက်တာဖြစ်တော့မတက်နိုင်တော့ဟောင်းလောင်ကြီးခုပုံမှာမြင်သားနေပါပြီဟောင်းလောင်ကြီးအဲ့တော့ပြန်ကျလာတော့တခါလေးဆွဲထွက်သွားတယ်ဆွဲထွက်သွားတော့လည်းမလိုက်နိုင်ဘူးဒီ Manchester နဲ့ကိုယ်နဲ့သားမတွေ defensive ပိုင်းအားနေတယ်မလိုက်နိုင်ဘူးဒီမှာကျွန်တော်ပြောချင်တာမှာယိုယိုနဲ့ Haven မှာ Haven အဲ့ဒါတဲ့
Even အားလည်းကျလို့အများကြီးပြောလို့ရတယ်ရိုးမှလည်း market တော့မရှိဘူးဒါပေမဲ့တကယ်ကတ် Even မှာပဲ Even သူ့ share ဖြတ်ပြေးတယ်သူမလိုက်နိုင်ဘူးဟိုမှာမျောထိုးပေးလိုက်ခံရပြီးတော့ပို့ပေးလိုက်ရတယ်ပေါ့နော်ဒါပထမပို့ပေးလိုက်ရတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့2-2ဖြစ်သွားတယ်2-2ဖြစ်သွားတဲ့အချိန်မှာဒါက Bruno Fernandes ကွင်းလယ်မှာဘောလုံးဆုံးရှုံးတယ်ဒါကအဲ့အလုံးက password ကဒါတော့ရဲ့ password ကမကောင်းဘူးဒါ Bruno Fernandes control နဲ့ညံ့အဲ့ဒါ control ညံ့လို့ဒါလူပြီးတော့ဘောလုံးဆွဲပြသွားဒါကွင်းလယ်မှာမရှိသေးရနော်ကွင်းလယ်မှာရှိသေးအကုန်လုံး attacking လိုက်နေတဲ့အချိန်မှာ counter ပြီးတယ် counter ပြီးတော့ Bruno ရှိရဖြတ်ပြီးတယ်နောက်မှာ Casemiro ပြီးကနေကတ်လိုက်တာတယ်သူလိုက်လူဖို့လိုက်လာတယ် okay မမီဘူးတောက်လျှောက်ပြီးတယ်သူ့ကိုဒီတစ်ဖက်ကဘောလုံးနဲ့တပါးတည်းဆွဲပြေးတာကိုကျွန်တော်တို့နောက်တန်းတွေကွင်းလေတွေကလိုက်ပြီးတားဆီးနိုင်စွမ်းမရှိဘူးဒါကရုပ်ပိုင်းဆိုင်ရာအားနည်းချက်လည်းဖြစ်တယ်အဓိကတော့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်လို့ပဲပြောရမှာပေါ့နော်အဲ့လိုမျိုးအားနည်းချက်ရှိတယ်မမီဘူးအဲ့တော့တောက်လျှောက်ဒိုးရုပ်ပေါက်သွားတယ်ဒီနေရာမှာတခြားဒီဥကာဒီဖြစ်ဖြစ်ကိုမင်းတို့ဖြစ်ဖြစ်သူတို့လည်းပြီးမှာမဟုတ်ဘူးဒါကျွန်တော်တို့မှာလိုနေတဲ့ profile ဒါပဲအဲ့ဒါတကယ်လိုအပ်နေတယ်technical foul လုပ်လိုက်ရတယ်Casemiro တကယ် foul လုပ်လိုက်ရဒါပေမဲ့ free kick ပေးလိုက်ရပြီးတော့ free kick တရားပိုးသွားတယ်တော့ 3-2 ဖြစ်သွားတယ်ဒါကတော့ကျွန်တော်ပေးလိုက်ရတယ်ပိုးတယ်အဲ့တော့နောက်ထပ် 3-2 ဖြစ်သွားတော့သူတို့ကိုမင်းတို့ထည့်တယ်ကိုမင်းတို့ထည့်ပြီးသူတို့ full back ပုံနဲ့ပြောင်းလိုက်တယ် full back အစစ်ကြီးကိုပြောင်းလိုက်တယ်ဟိုပွဲအချိန်တိုင်းလိုက်ပြီးရွှေ့တာမဟုတ်ဘူးလုံးဝ full back အစစ်ကြီးကိုပြောင်းလိုက်တယ် in position မှာ full back ဖြစ်သွားတာပေါ့ဆိုလိုတာတော့ဆိုတော့အမှဒါ full back ဆိုရင်ဒါလောက်ကအစွန်ဆုံးပါဒီဒါကတော့ရိုးဖြစ်မယ်ဒီမှာ even ရှိမယ်ဒီမှာ loose shot ရှိမယ်နော်အဲ့လိုလို့ထင်တယ်အဲ့တော့ full back ပုံစံဖြစ်နေတော့ဒါလောက်ဘောလုံးပေးမဲ့ရှေ့မှာ quality ကိုမြင်အောင်ကြည့်ပါဦးကျဲကြီးပဲဒါကကျွန်တော်အမြင်မှာသူတို့အဲ့လိုဘာကြောင့်ဖြစ်လဲဆိုတော့သူတို့ full back နဲ့သူတို့ train ထားတဲ့အသင်းမဟုတ်တဲ့အတွက်ကြောင့်နေရာယူတဲ့ position တွေမှာသူတို့မှ auto မရဘူးသူတို့ပြဒီ6လ9လလောက်ကြီးကိုတောက်လျှောက်ကြီး3 back နဲ့ပဲ position နေသူတို့ရွှေ့ထားတာဆိုတော့ဒီ full back ပြောင်းလိုက်တဲ့အချိန်မှာသူတို့ position နေဒီနေရာယူပုံတွေကချက်ချင်းပြလူက auto မလိုက်တော့ဘူး auto မလိုက်တော့အမှလိုအပ်ချက်တွေရှိတာဟောင်းလောင်အကျဲကြီးပဲအဲ့တော့ဒါလို့နေနေသူ့ပေးတဲ့ option ကပေးကြလို့မရှိဘူးဒီ Bruno Fernandes ကိုပေးအဲ့ဒါအနေနဲ့များတယ်ကိုမင်းတို့ပေးမိတာကိုစမပေးဖို့လည်းအရင်ကတ်နေတယ်ဆိုတော့ချီကိုပေးလိုက်တယ်အမဒီကလို့ရှိပေးတယ်အမဒီတို့ကအဝေးကြီးပဲလိုက်လို့မမီဘူးဒီအဘူကိုလိုက်လို့မမီ speed အကျဲကြီးပဲအဲ့လိုဖြစ်နေတဲ့ပြဿနာပေါ့နော်ဒီပုံမှာကိုတွေ့ရသေးတယ်နောက်တန်းနဲ့ရှေ့ရနေကတီးကြသည်ကျွန်တော်ခုနပထမပိုင်းစကြတဲ့ကကိုစမကန်တဲ့တီးကြသည်ဖြစ်တော့ကျွန်တော်ပြောပြီးပြီခု level မှာတီးကြကြီးပဲတကယ်တီးကြပြီအဲ့ဒါကြီးကဒါကတော့ဒီ full back မှာသူတို့အသားမကျတဲ့ပုံစံအသားမကျဘူးပေါ့နော်ဒီတိုင်းမသွားတတ်ဘူးသူတို့နေရာယူပုံနားမလဲပေါ့အဲ့ဒီအားနေချက်ကိုကျွန်တော်တော့နည်းနည်းစိုးရင်လည်းနောက်ပွဲတွေမှာတကယ် AF1 သွားတဲ့အချိန်မှာ full back ပြောင်းပြီးကစားရင်သူတို့ကောင်းကောင်းကစားနိုင်မှာမလားဒါကိုကျွန်တော်စိုးရင်လည်းသူတို့အသားမကျတော့ဘူးဗျာပြန်ပြီးတော့လှုပ်ယူအောင်ဒါကနောက်ဆုံးကိုဒါကနောက်ဆုံး full ဖြစ်သွားတဲ့ကိုပေါ့နော်လူရှော့ဒီပုံစံနဲ့ full back ပဲဒီမှာ Dalot ရှိမယ်ဒီမှာ Heaven ရှိမယ် Lisandro Martinez ရှိမယ်လူရှော့ရှိမယ်ဒီမှာ full back ပုံစံမှာဒီလူရှော့ကလက်ပြောမြောက်တယ်လက်ပြောမြောက်တဲ့အချိန်မှာဆက်စကိုကကောင်းတိုက်တယ်ကောင်းတိုက်တယ်သူရရဒါပေမဲ့ဟိုဟာရှိကိုညာရှိကိုမရဘူးကျွန်တော်ဒီပုံမှာပြောချင်တာအမဒီရလို့ positioning ကအမဒီတော့ attacking ပုံစံအနေနဲ့ထိဆုံးမှာရှိနေတယ်ဟိုဘက်ထိဆုံးမှာမြောက်ဦးမှာရှိနေတယ်အမူဘက်ဒီဘက်ချမ်းမှာပေါ့မြောက်ဦးမှာရှိနေတယ်အဲ့တော့ဒီနောက်ကိုသူ back ပေးဖို့ဝေးပဲအမှဒါတော့ကလည်းသူ့အဝေးပဲဒီမှာ space ပြကျွန်တော်ပြောချင်တဲ့ area အကျယ်ကြီးဒီဘက်ချမ်းမှာအလဲပါပေါ့နော်ဒီဘက်ကိုကျွန်တော်တို့ overload လုပ်နေတယ်မှန်တယ်ဒါပေမဲ့အလဲမှာအကျယ်ကြီးပဲအဲ့ဒါတော့ဟိုပြန်လာမဲ့ counter တော့ကိုသူတို့အကာအကွယ်မရှိဘူးဒါ full back သူတို့ကစားတဲ့ဟာကိုသူတို့အားရစက်ဖြစ်နေတာအဲ့ counter လွတ်သွားတော့တောက်လျှောက်ဆွဲပြီးတယ်အမတ်ဒီလိုနေနဲ့ foul လုပ်လိုက်တင်တယ်လို့ကျွန်တော်တော့မြင်တယ် foul လုပ်လိုက်မယ်ဆိုရင်ဒီချက်ပို့ပြီးတော့ခွေးနေသွားမှာအခုတော့တောက်လျှောက်ပြေးခံလိုက်ရတယ်ဒီမှာလည်းပဲ Heaven နောက်ကျောကနေပြေးထွက်တယ်တစ်ဖက်ကကစားသမားအမှ Lisandro Martinez လိုက်ပြီးမတားဆီးနိုင်ဘူးပြောရရင်တော့အကုန်လုံးကြောက်တော့နားလည်မှုအကုန်လုံးလွဲတာပါအကုန်လုံးတယောက်ဟိုဖြစ်စီးကပ်မနေဘူးဗျာသွားချင်တဲ့ကောင်သွားတယ်မသွားချင်တဲ့ကောင်မသွားဘူးအဲ့လိုမျိုးစီးကပ်မနေတဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ်အမှ Lisandro Martinez ပေးရတယ်ဖြတ်ပြီးတော့ကန်သွားတယ်ကိုပေးလိုက်ရတယ်ပို့ဒါနောက်တစ်ချိန်ပို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဂိုးကန်ဝင်းနေခဏပေးရတယ်ဒါကသူတို့ရဲ့နောက်ဆုံး chance ပေါ့နော်ဒီဘက်မှာဒီ position ရပါလေအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒီ full back ဖြစ်သွားတယ် full ဖြစ်ကျွန်တော်ဂိုးပြန်ရတယ်အပြန်လန်ဂိုးကြီးသွင်းတယ်အဲ့ဒီအချိန်တွေမှာ United က formation ကဘယ်လိုလုပ်မလဲ structure မရှိတော့ဘူးဖွဲ့စည်းပုံကလုံးဝပျက်စီးသွားတယ် individual နဲ့ပဲကစားနေတာကိုနားလည်မှုနဲ့ပဲ
ကိုကစားနေတဲ့ပုံစံဖြစ်သွားတယ်လုံးဝကိုတယောက်တော့ဝါစီးပြည့်လို့ပဲအဲ့အချိန်မှာကြည့်ရင်အဲ့ခဏချက်ကိုရလိမ့်မယ်တကယ်ကြည့်ပြည့်ပေါ့နော်ခုပုံကိုကျွန်တော်ကြည့်မယ်ဒီမှာဒါတော့ fullback ခင်းထားတာပေါ့နော်လီဆန်နိုမာတီနဲ့ဟိုးနောက်မှာ Ian Ruben ရှိမယ်ဟို Ruben နဲ့တူတယ်ဒီဘက်မှာကဒါဘရူနိုဖာန်ဒန်တက်စ်ရဲ့အော်ဒိုဂူကဒီဘက်မှာကိုမင်းတို့ရဲ့ဘရူနိုဖာန်ဒန်တက်စ်ရဲ့မှာလိုက်လူနဲ့ရှေ့မှာဇီးနဲ့ဒီကြားထဲမှာဟောင်းလောင်းကြီးအဲ့ဒါပါယူအဲ့ဒါကြီးဖြစ်လို့မရဘူးလေ Premier League level မှာအဲ့လိုသွားဖြစ်ရင်တော့အဲ့ဒါကားမှာပဲ Premier League level မှာကိုက formation လုပ်လို့ဒါပေမဲ့အချိန်မှာ formation ပြတ်သွားတာ United တွေမဟုတ်ဘူးတစ်ဖက်ကဘုံဘောက်ကလည်းပြောရင် structure ပြတ်သွားပြီသူတို့ကလည်းကန်လို့ကန်တယ် United လည်းကန်လို့ကန်တယ်အဲ့ဒါကြောင့်အပွင့်ပွဲကြီးဖြစ်သွားတာပေါ့နော်ဒီပုံကြည့်ရင်ရန်သိတာဒါကြီးကဘာကြီးပတ်သက်ပုံနဲ့ဘာမှလည်းမဟုတ်အဝိုင်းအဲ့ဒါကြီးတော့တော်တော်ဆိုးတယ်အဲ့တော့လွတ်ထွက်သွားတယ်အလဲမှာဟောင်းလောင်းကြီးမှဘယ်သူမှကာမလို့ရမရှိဘူးတက်စီတော့ပြီးတော့ပြေးချတယ်အဝေးပဲနောက်တန်းလည်းတက်မလို့နိုင်ဘူးဒီမှာ defensive midfield 2ယောက်ကလည်းပဲဘေးရောက်သွားပြီတော်တော်ဆိုးပါတယ်အပုံတွေအဲ့ဒါနဲ့လွတ်ထွက်သွားတော့ကန်တယ်အဲ့ဒီပြီးခံရသေးတယ်အဲ့လိုမျိုး playing ဆွဲထွက်သွားတဲ့ဟာကိုလမ်းကြောင်းအပြီးခံရသေးတယ်လီဆန်မာရီနဲ့ကနောက်ကျောင်းလေးပြီးတယ်ကန်ခံရတယ်ပုံစံပုတ်သွားတယ်သူတို့ကျွန်တော်အထင်တော့သူတို့ဒီနေရာကိုပဲသူတို့ target ထားပြီးတော့ကစားသွားတာမျိုးလည်းဖြစ်နိုင်တယ်ခုနကကျွန်တော်ပြောဒီလိုပဲဒီတော့သူတို့ quick counter ကောင်းနေတယ်သူတို့ကဘလုံးရတဲ့အချိန်မှာဘယ်နေရာကိုတက်ခတ်ရမလဲဆိုသူတို့ကြိုးပြီးစဉ်းစားထားပုံရတယ်အဲ့တော့အဲ့လိုကန်ခံရတယ်ဗျဆိုတော့ဒါကတော့ဒီဘက်နဲ့ပတ်သက်ပြီး attacking ပိုင်းအများကြီးကျွန်တော်တို့မှာ positive ရှိတယ်သူ system က player တွေထက်ထည့်ပြီးတော့အလုပ်ဖြစ်သွားရင်ဒီ attacking ကဒီ tactic ကစားပုံကအရန်ကြွရွပြီးတော့အဆင်ပြေနေမယ်ဒါပေမဲ့အဲ့ဒီဟာမှာလောအားလုံးအများကြီးလိုတယ်လောအားလုံးလိုတယ်ဒီကစားသမားစွမ်းဆောင်ရည်အောက်ဘိုင်းလိုတယ်အဲ့ဒီအတွက်ကြောင့်သူတပွဲလုံးအနေနဲ့ထိန်းထားနိုင်ဖို့တော့သူပြင်ဆင်တဲ့နဲ့ပြီးတော့ Ian Ruben လို့ center back မျိုးတယောက်ရှိနေဘယ်လောက်အကျိုးရှိလဲဆိုတော့ကျွန်တော်အခုမြင်ခဲ့ရပြီပြီးတော့ဒီကိုဒါတော့အဲ့လိုမျိုးအတွင်း inverted ဝင်တာအရန်ကောင်းတယ်ဒါပေမဲ့ခု EF ပေါ်မှာတော့ကျွန်တော်အဲ့တော့မမြင်ရတော့မှာတော့ကျွန်တော်စိုးရိမ်နေတယ်ဒီကိုဒါတော့ကဒီပညာပချောင်းကိုပြန်ပြီးစင်းကစားလောက်တယ်အဲ့ဆိုကျွန်တော်တို့သူ့ရဲ့ inverted role တွေမမြင်ရတော့ပဲဖြစ်သွားမှာမေစမောင်းနဲ့ဆိုရင်ဒိုဂူကတိုက်ပြီးအလုံးဖြစ်တာမရှိဘူးပြီးတော့ fullback ခင်းမယ်ဆိုရင်ဒါကတော့ခုန attacking ကကောင်းခွင့်တွေအများကြီးရှိတယ်ဒီကြောင်တယောက်ကရွေရှားပြီးတော့ဘယ်ကိုလိုက်တက်လို့ကတ်မှမသိဘဲနဲ့ခု man to man pressing နဲ့ခစ်စားတဲ့ခင်မှာအဲ့လိုမျိုးရွေရှားနေရဖြစ်တဲ့ကြောင့်သူတို့အများကြီးတော့ရောက်တယ်ဒါကတော့ attacking back ဒီ defending ဘက်မှာတော့အားနည်းချက်တွေအများကြီးရှိတယ်အဲ့အားနည်းချက်တွေဆိုတော့ကျွန်တော်မနေ့ကကျွန်တော်မနေ့ကဗီဒီယိုမှာပြောခဲ့သလိုပဲဒီကလေးတွေအရန်ငယ်တယ်တခြားတင်းကြီးတောင်မှပဲသူတို့ first line senior လစ်သွားတဲ့အချိန်မှာသူတို့ဟိုတောက်မထားနိုင်ကြတာဒီကလေးတွေကတို့ကြုံလည်းမရှိဘူးဆိုတော့ပြဿနာတက်မှာပဲအဲ့တော့ရိုးဟီဘန်ကော73နေရမှာဒီတော့မှအနေရများတယ်ဒါပေမဲ့ delete ပါလာရင်လည်းပဲသူ fullback ပြန်ခင်းပါလားအဲ့ဒါဆိုလည်းပဲသူတို့ time ကြိုက်ဖို့သူအချက်တွေအများကြီးရှိနေသေးတယ်ဒီကွင်းလေဟောင်းလောင်းရိုးသူတို့ဘယ်လိုဖြည့်ရှင်းမလဲတယောက်နားလဲမှုကဘယ်လိုယူမလဲပြီးတော့ cross ball တွေကိုတားတဲ့အခါမှာအာမက်ဒီယာတို့ target ထားခြင်းခံရတာကိုသူတို့ဘယ်လိုပြင်ဆင်မလဲဒီဟာတော့ပြင်ဆင်ရမှာအများကြီးပဲဒါတော့ဒီဘက်နဲ့ပတ်သက်ပြီးတော့ခု Los Manchester United လုပ်နေတဲ့ပုံစံတွေနဲ့ပတ်သက်ပြီးတော့ပြောသွားတာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ရောဒီမြင်တဲ့နေရာမှာထူးခြားတဲ့အရာလေးတွေရှိရင် comment ပေါ်မှာရေးသွားလို့ရပါတယ် Okay ကျွန်တော်ဗီဒီယိုသဘောကျနှစ်သက်တဲ့ like subscribe share လုပ်ဖို့တောင်းဆိုပါကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်